ဘယ်သူမှတော့ဝေဒနာကိုခံစားပြီးတော့အသက်မထွက်ချင်ကြဘူးလေအဲ့လိုအချိန်လေးမှာတော့ဘာမှခံစားမှုမရှိပဲဘာဝေဒနာမှမရှိပဲခြားတစ်ဖက်ကိုကူးသွားလိုက်တာကိုအဆင်ပြေတယ်လို့ထင်တယ်အဲ့လိုကိုယ်ပညာရေးသင်ပေးခဲ့တဲ့လူတယောက်အဲ့လိုဆုံးရှုံးသွားတဲ့ခါကျတော့ဝန်းနေမိတယ်သူပေးတဲ့ပညာရေးနဲ့ပဲဒီလောကထဲမှာတောင်းတနေရနေပါဝင်ပြီးကျင်းလည်ခွင့်ရတဲ့အတွက်ဒါကျွန်တော်တို့အနုပညာလောကရဲ့အထင်ကြီးပုဂ္ဂိုလ်တစ်ခုတည်းမှာပါလာပါတယ်ကျွန်တော်တို့အရင်တော့တကားစားနှစ်ကားစားပဲကျွန်တော်ပြီးခဲ့ရတာเนาะကိုဒီနေ့ရဲ့ဖခင်ဆိုလည်းမပါပါဘူးဒါတော့ကျွန်တော်တို့မှာရမုံငွေရရှိပြီးသားပါဒီလိုကမကထလုပ်ပြီးတော့တခြားအလူရှင်တွေလည်းအားရောက်တူရန်လို့ရအောင်ကျွန်တော်တို့အခမ်းအနားနဲ့ဒီအားကစားပွဲတွေကျင်းပပြီးတော့ကျွန်တော်ရမုံငွေတွေပိုများသွားအောင်ပို့ပြီးတော့အလူရှင်တွေလည်းပိုများလာအောင်အတွက်ကျွန်တော်တို့အဓိကဖန်တီးတဲ့ပွဲပါเนาะကျွန်တော်တို့ဒီမှာပါဝင်ကျွန်တော်တို့ဒီအားကစားနဲ့ဆိုင်တဲ့ပစ္စည်းနဲ့အားကစားပစ္စည်းနဲ့ဆိုင်တဲ့ sponsor တွေလည်းရှိတယ်။နောက်ကျွန်တော်တို့ဒီပွဲကိုဖြစ်မြောက်အောင်လုပ်ပေးတဲ့ဒီပဲစီနဲ့ပတ်သက်တဲ့ဒီ sponsor တွေလည်းရှိတယ်။အဲဒီဟာအကုန်လုံးပေါင်းပြီးတော့မှကျွန်တော်တို့အင်္ဂလိပ်ဒေသမှာပြန်ထူထောင်ရေးအတွက်တောက်ရောက်ထူထမ်းဖို့အတွက်အဓိကပတ်ကထားတဲ့ပွဲပါကိုယ်ပညာရေးသင်ပေးခဲ့တဲ့လူတယောက်အဲ့လိုဆုံးရှုံးသွားတဲ့ခါကျတော့ဝန်းနေမိတယ်သူပေးတဲ့ပညာရေးနဲ့ပဲဒီလောကထဲမှာတောင်းတနေရနေပါဝင်ပြီးကျင်းလည်ခွင့်ရတဲ့အတွက်ဒါမျိုးလေးတွေပြီးတဲ့ခါကျလို့ရှိရင်လည်းသူလည်းစိတ်ထဲမှာကျင်းနေပြီးဖြစ်နေပါအဲ့တော့ကျန်ခဲ့တဲ့မိသားစုတွေနဲ့ဒီစာသင်ပေးခဲ့တဲ့ဒီတပည့်တွေရဲ့ပုံသားပေါ့နော်ထပ်တူဝန်းနေပြီးတော့ကောင်းရတူတူလာပါစေလို့ရှိတော့မှာဒါကျွန်တော်တို့အနုပညာလောကရဲ့အထင်ကြီးပုဂ္ဂိုလ်တစ်ခုတည်းမှာပါလာပါတယ်ကျွန်တော်တို့အရင်တော့တကားစားနှစ်ကားစားပဲကျွန်တော်ပြီးခဲ့ရတာเนาะကိုဒီနေ့ရဲ့ဖခင်ဆိုရင်လည်းမပါပါဘူးဒါပေမဲ့ကျွန်တော်တို့ငယ်လုံးလေးကလည်းဒီရဲ့ပါဝင်တဲ့ရုပ်ရှင်ဇာတ်ကားတွေဗီဒီယိုတိတ်တွေခစ်ကလေးဟိုကကျွန်တော်တို့ကြည့်ရှုအားပေးခဲ့ရတယ်။နောက်ကျွန်တော်တို့အနုပညာလောကရဲ့စာဝင်တဲ့ချိန်ကလည်းစစ်ဆောင်တင်သားအနေနဲ့သူကဆရာတယောက်အနေနဲ့ပို့ချခဲ့ရတယ်လို့ရှိတယ်။ဒီနေ့တော့ဒီလောက်အကုန်လုံးသွားကြပါအခုလိုမျိုးခုလောကရဲ့အထင်ကြီးတူဖြစ်တဲ့ကျွေးလင်းသွားတဲ့ခါကျတော့လေကျန်ခဲ့တဲ့မိသားစုနဲ့ကိုဝင်နေပြီဘယ်သူမှတော့ဝေဒနာကိုခံစားပြီးတော့အသက်မထွက်ချင်ကြဘူးလေအဲ့လိုအချိန်လေးမှာတော့ဘာမှခံစားမှုမရှိပဲဘာဝေဒနာမှမရှိပဲခြားတစ်ဖက်ကိုကူးသွားလိုက်တာကိုအဆင်ပြေတယ်လို့ထင်တယ်အဲ့လိုမျိုးလေးပဲကျွန်တော်ကမြင်နေတယ်လူမျိုးမြင်ရတဲ့ခါကျတော့စိတ်ထဲမှာလည်းခုနပြောဆိုတန်ဝေကလည်းရပြီလို့စိတ်ထဲမှာလည်းမွန်းချက်တယ်လို့လည်းခံစားရပါတယ်